ချိတ်ထမဲအစ်စ်လေးထွက်တယ်ရှင်ဒါဒီနေ့ပဲထွက်တဲ့ချိတ်လေးပါအခုပဲရောက်ပါတယ်နော်ရေလိုင်းကြီးချိတ်လို့ခေါ်ပါတယ်အရန်မဲလှပါတယ်အသားမထုမပါလေးနဲ့ဈေးလဲချို့ပါတယ်နော်အယောင်လေးကိုတော့ပြပေးပါမယ်ဒါလေးကတော့အဖြူရောင်လေးပါရေလိုင်းကြီးချိတ်လေးပါနော်အပေါ်မှာကဒီလိုအပွင့်လေးပါအောက်မှာကဒီလိုရေလိုင်းကြီးပုံစံလေးပါနော်အဖြူရောင်လေးပါနောက်တစ်ရောင်ကတော့ဒါ navy ပြလေးပါနော်ဒါ navy ပြကာလာလေးပါနောက်တစ်ရောင်ကတော့ဒါအသားနုရောင်လေးပါနော်အရန်မဲလှပါတယ်ဒါအသားနုရောင်လေးပါကြံရည်စိမ်းရောင်လေးပါနော်ကြံရည်စိမ်းရောင်လေးပါကြက်သွေးရောင်ဆူဆူလေးပါဒါလေးကကြက်သွေးရောင်ဆူဆူလေးပါအရန်လှပါတယ်ဒါကဒေါနာစိမ်းရောင်လေးပါနော်ဒေါနာစိမ်းရောင်လေးပါဗီဒါရောင်လေးပါနော်ကာလာအစုံဝင်ထားပါတယ်နောက်ဒီဘက်မှာကတော့ရွှေပြိုမေချက်ရယ်ရွှေအေဂရီချက်ရယ်ရွှေစပယ်ချက်ရယ်ထပ်ဝင်ထားပါတယ်နော်လက်လီလက်ကပေးပါတယ်ချိတ်တွေအများကြီးထပ်ဝင်ပါတယ်နော်အွန်လိုင်းကနေလည်းမှာလို့ရပါတယ်ဆိုင်ကတော့ဖတ်အံမှာဖွင့်ထားပါတယ်ကရင်ချိတ်ထမိန်တွေကအရန်မဲလှလုံးလို့ပြန်ရောင်းချင်တဲ့လူတွေလာပြီးတော့ဆက်သွယ်လို့ရပါတယ်နော်